အားလုံးမင်္ဂလာပါကျွန်တော်က slide book ထမ်းဖြစ်ပါတယ်ချင်းလန်းဖို့ရောက်တန်တဲ့တာဝန်ခံဖြစ်ပါတယ်အခုချိန်မှာချင်းရင်ချမ်းကြီးမှာအကျိုးဆောင်လုပ်နေတဲ့ချင်းပက်ထန်နဲ့တွေ့ဆုံမြင်များမှာဖြစ်ပါတယ်ကျမတို့နိုင်ငံမှာငင်းချမ်းရေးဖြစ်စဉ်က2017ကနေစခဲ့တယ်။ဘာဖြစ်လို့ငင်းချမ်းရေးဖြစ်စဉ်ကိုစလဲဆိုရင်နှစ်ပေါင်း80ကျော်ပြည်တွင်းစစ်နဲ့ရင်ဆိုင်ခဲ့ရလို့ပဲဖြစ်ပါတယ်။အခုချိန်မှာသမရဦးသိန်းစိန်ခက်ကတော့၎င်းအခုလက်ရှိ NLD အစိုးရမှာလည်းငင်းချမ်းရေးဖြစ်စဉ်ကိုတွားနေတယ်။ဒါပေမဲ့ကျမတို့မျှော်လင့်တယ်လို့တော့အများကြီးတော့ခရီးတော့မရောက်သေးပါဘူးဒီမှာကအရေးကြီးတာကတော့ကျမတို့အမျိုးသမီးတွေရဲ့အခန့်ကဏ္ဍကတော်တော်လေးကိုအရေးကြီးပါတယ်ကျမတို့အမျိုးသမီးတွေကတကယ်ပြည်တွင်းစစ်မှာအခက်ခဲကြုံတဲ့အခါမှာဘယ်မှာမဆိုအမျိုးသမီးတွေကနစ်နာသူနဲ့ခံစားသူတွေကအများများပါတယ်အဲ့တော့ဒီငင်းချမ်းရေးဖြစ်စဉ်လို့ကျမတို့ပြောတဲ့အခါမှာအမျိုးသမီးထုကလည်းကျမတို့အားပေးဖို့ကူညီဖို့လိုအပ်ပါတယ်တခါတလေငင်းချမ်းရေးဖြစ်စဉ်လို့ပြောတဲ့အခါမှာဒီတရင်သားလက်နဲ့ကင်နဲ့အစိုးရနဲ့တက်မတော်နဲ့ဒါညှိနှိုင်းဆွေးနွေးတာတွေရှိပါတယ်သူတို့မှာပဲတာဝန်ရှိတာမဟုတ်ဘဲနဲ့ဒီကျမတို့ပြည်သူလူထုကလည်းပူပေါင်းပြီးတော့မှဒီငင်းချမ်းရေးအောင်မြင်ဖို့အတွက်ကအရန်အရေးကြီးပါတယ်အထူးသဖြင့်ကျမဒီနေ့ပြောချင်တာတော့ဒီကျမတို့ချင်းအမျိုးသမီးတွေကအများကြီးဒီငင်းချရေးဖြစ်စဉ်မှာပါဝင်ဖို့လိုအပ်တယ်ဒီချင်းမျိုးသားတက်ဦးကိုပဲတာဝန်ရှိတယ်လို့မယူဆဘဲနဲ့ပူပေါင်းပါဝင်ဖို့လိုအပ်ပါတယ်အလုပ်ယုံဆွေးနွေးပွဲတို့ဒါကော်မတီတွေမှာအမျိုးသမီးတွေပါဝင်မှုများလာရင်ကျမတို့အမျိုးသမီးထုရဲ့လုံခြုံရေးငင်းချမ်းရေးအတွက်ကပိုပြီးအားကောင်းမှာဖြစ်တဲ့အတွက်ချင်းအမျိုးသမီးထုအနေနဲ့ဒီငင်းချမ်းရေးဖြစ်စဉ်မှာကိုတက်နိုင်တဲ့ဖက်ကနေအားလုံးပါဝင်ပေးဖို့မေတ္တာရက်ခံလိုပါတယ်